လုတ်ကြီးလှုပ်တဲ့သူဟာအလုတ်လေးတွေနဲ့အချိန်မကုန်သင့်ဘူးကောင်းတာတွေကြားမှာမကောင်းတာလေးတွေအပေါ်အတွေးမချော်ပါစေနဲ့သူများထက်တော်တယ်တက်တယ်လို့သတ်မှတ်ခံရတဲ့သူဟာသူများထက်ပိုပြီးသဘောထားပြေဝရတယ်တည်ငြိမ်ရတယ်အကျင့်သိက္ခာပိုတာရတယ်ကိုယ့်လောက်အစင်မပြေတဲ့သူတွေနဲ့ပြိုင်ပြီးတော့အနိုင်မယူရဘူးကိုယ့်ထက်သာရင်လည်းကံတရားကိုမပြိုင်နဲ့ဝမ်းသာပြီးတာကိုယ့်အလုပ်သူမဟုတ်တာသူ့အကြောင်းကိုကောင်းဖို့ကကိုယ်ကန္တဘလို့မှမရတော့လဲဥပ္ပခါတွဲပေါ်မချစ်နိုင်ရင်လည်းမမုန်းနဲ့မမုန်းရင်လည်းအချစ်မပါစေနဲ့မချစ်တဲ့မမုန်းတတ်မှရင့်ကျက်တဲ့ဘဝတဲ့ဘဝမှာလွန်သွားရင်ကောင်းတာတွေတောင်မှမကောင်းတော့ဘူးဒီပိုင်းလေးတွေကဝိညာဉ်၃ချက်လောက်တော့ပြောစရာပိုင်းလေးတွေရှိပါတယ်တော်တော်လေးလည်းကောင်းပါလေအလုတ်ကြီးလှုပ်တဲ့သူဟာအလုတ်လေးတွေနဲ့အချိန်မကုန်သင့်ဘူးတဲ့ကောင်းတာတွေကြားမှာမကောင်းတာလေးတွေအပေါ်အတွေးမချော်စေနဲ့အကြီးလှုပ်နေတဲ့လူဟာအသေးလေးတွေလိုက်ခံစားနေလို့ကတော့ကိုယ်အကြီးပဲပျက်စီးသွားမှာကိုယ်အကြီးပဲကိုလုပ်နေတဲ့လုပ်ငန်းကြီးပဲထိခိုက်သွားမှာတချို့ကိစ္စလေးတွေကကိုကအချိန်ပေးပြီးလိုက်ခံစားမယ်ကိစ္စလေးတွေမဟုတ်ဘူးအလုတ်ကြီးလှုပ်တဲ့သူဟာအလုတ်လေးတွေနဲ့အချိန်မကုန်သင့်ဘူးကောင်းတာတွေကြားမှာမကောင်းတာလေးတွေပေါ်လာတဲ့အခါမှာအတွေးမချော်စေနဲ့ကောင်းတာလေးတွေလုံနေရတာတစ်ခါမကောင်းတဲ့အကြောင်းအရာသေးသေးလေးတွေပေါ်လာတဲ့အဲဒီပေါ်လာတဲ့မကောင်းတဲ့အကြောင်းအရာသေးလေးတွေလိုက်ပြီးတော့ငဲ့ရင်းနဲ့ကောင်းတာတွေအကြီးတွေပြတ်သွားမယ်ဆိုရင်ဒါမျိုးလည်းမလုပ်သင့်ဘူးဒါမျိုးလည်းမဖြစ်သင့်ဘူးလူမာကအလုံးလုံးတဲ့အခါမှာတစ်ခါကျတော့ပုထုဇဉ်တဘာဝ 100% အကောင်းကြီးပဲတော့မဖြစ်နိုင်ဘူးကောင်းတာလုပ်နေရင်လူလောကတဘာဝပုထုဇဉ်တဘာဝမကောင်းတာတွေတွဲနေပါတယ်တတ်တယ်အဲ့တော့ဘယ်ဟာကပိုအကျိုးကြီးလဲကောင်းတာကပိုအကျိုးများရင်မကောင်းတာလေးတွေကိုသူကမသိချောင်ဆောင်ရတဲ့အပိုင်းတွေရှိတယ်မကောင်းတာလေဥပမာဘာနဲ့ပေးရမလဲဆိုတော့တို့ဖះเจ้าဆောင်နေတန်ရှင်းလုပ်တဲ့အခါဖះเจ้าဆောင်တန်ရှင်းလုပ်တဲ့အခါမှာတန်ရှင်းလုပ်တဲ့အတွက်ကြောင့်ဖះเจ้าဆောင်မှာတွဲကပ်နေတဲ့ပင်းကိုအိမ်လေးတွေတော့ဖယ်ရတာပင်းကိုအိမ်မြင်လေးတွေရှိတယ်ပင်းကိုအိမ်လေးတွေပိုးအိမ်လေးတွေရှိတယ်ဆိုတော့ပင်းကိုအိမ်လေးတွေပိုးအိမ်လေးတွေဖယ်တာအကုသိုလ်ပဲမကောင်းတာပဲဒါပေမဲ့ဖះเจ้าဆောင်တန်ရှင်းစေခြင်းနဲ့စိတ်ကအားကြီးတဲ့အတွက်ကြောင့်ဒီပင်းကိုအိမ်လေးတွေဖယ်ရတဲ့အကုသိုလ်ကတိတိလေးဖြစ်သွားပြီခါကြရင်အကျိုးမပေးတဲ့အဟောတိကံလည်းဖြစ်ရင်ဖြစ်မှာပေါ့ဆိုတော့ဒီပင်းကူအိမ်လေးတွေငဲ့ပြီးတော့ဒီဖះเจ้าဆောင်မတန်ရှင်းဘူးဆိုရင်ဖះเจ้าဆောင်မပွင့်ညစ်ပါမှာဆိုတော့ခါကြတော့အကုသိုလ်လေးတွေရတယ်ကောင်းတာလုပ်နေတဲ့ကိုပါလာတတ်တာဆိုတော့အဲ့ဒီအကုသိုလ်လေးတွေအပေါ်မှာလိုက်ပြီးတော့ခံစားနေလို့မရဘူးပေါ့အလုတ်ကြီးလုပ်နေတဲ့သူဟာအလုတ်သေးတွေနဲ့လိုက်ပြီးတော့ဖီးတွေဖြစ်ပြီးတော့ဒုက္ခတွေဖြစ်နေလို့မရကိုကပို့ဆိုတာယာတုကြီးယူထားတဲ့သူတွေကပို့ဆိုတာပေါ့ယာတုကြီးအလုတ်ကြီးယူထားတဲ့လူတွေဟာနေရာတကာအောက်ခြေလုပ်ငန်းတွေကအစအလုတ်သေးသေးလေးကအစလိုက်ပြီးတော့ပါနေရင်ကိုယ်ပဲပင်ပန်းတာကိုယ်ပဲခံစားရတာနော်ဒါကြောင့်အလုတ်ကြီးလုပ်တဲ့သူဟာအလုတ်သေးတွေနဲ့အချိန်မကုန်သင့်ဘူးအဲ့ဒါလည်းတစ်ချက်စင်ကြင်ရမယ့်အပိုင်းပေါ့အဲ့ဒါဘုန်းကြီးဒုတိယအချက်လေးကလည်းတော်ပြောစရာလေးသူများထက်တော်တယ်တက်တယ်လို့သတ်မှတ်ခံရတဲ့သူဟာတဲ့သူများထက်ပိုပြီးသဘောထားပြေဝရတယ်ပိုပြီးတည်ငြိမ်ရပိုပြီးတော့အကျင့်သိက္ခာသားရဟာဒီလိုသိတော်တာပဲဒီလိုသိပြီးတော့အရေးချင်းရှိတာပဲလို့သတ်မှတ်ခံထားရတဲ့လူကိုဖြစ်လို့ရှိရင်သူများထက်တော်တယ်လို့ကိုယ်သတ်မှတ်တိုင်းကိုသူများထက်ပိုပြီးတော့တည်ငြိမ်ရတယ်သူများထက်ပိုပြီးတော့ကောင်းအောင်လုပ်ရမယ်ဒီကြက်ရမှာတော်တယ်လို့လည်းသတ်မှတ်ထားတယ်ခံစားတော့သူများထက်ပိုပြီးခံစားတယ်ဆိုတော့ကိုယ်ခုံနဲ့တခြားစီဖြစ်နော်သူများတဲ့တော်တယ်တတ်တယ်လို့သတ်မှတ်ထားတဲ့ခံရတဲ့လူတယောက်ကသူများတဲ့ပို့ပြီးတည်နေရသူများတဲ့ပို့ပြီးရင်းကျက်တယ်သူများတဲ့ပို့ပြီးတော့ character ခေါင်းအောင်လုပ်ရမဟုတ်ရင်ကိုကဘာထုံးမှလဲသူများနဲ့အတူတူသူတို့တော်တယ်ဆိုတဲ့အမြင်နာမှာဖဲလိုက်အဓိကတော့လူကြီးလှုပ်တဲ့လူကခံစားချက်ကိုဦးစားပေးလို့မရခံစားချက်ကိုဦးစားပေးရင်အာဂတိလိုက်တာဖြစ်ကုန်လို့အာဂတိလိုက်တယ်ဆိုဘက်လိုက်တာပြောတာပဲလူကြီးကဘက်လိုက်တာတွေများသွားရင်အဲ့ဒါ तू ကဘယ်တော့မှတမန် तू မကြတော့အလုတ်ကြီးလှုပ်တဲ့လူအထက်ရောက်တဲ့လူတော်တယ်တက်တယ်ဆိုတဲ့လူဟာဘက်လိုက်တာတွေရှောင်ရ
ဘုန်းကြီးတို့ဘက်လိုက်တာဘယ်မှာလို့ပြောတာစာလို့ပြောတော့အာဂတိပဲအာဂတိဆိုတာဘက်လိုက်တာမကောင်းတဲ့လမ်းကိုလိုက်သွားစာပေမှာတော့ဘက်လိုက်ခြင်းအာဂတိတရား၄ပါးဖွင့်ပြီစန္ဒာဂတိချင့်ရင်ဘက်လိုက်တယ်ချင့်အာဂတိလိုက်တယ်ဒေါသဂတိမုန်းရင်ဘက်လိုက်တယ်အမုန်းတရားကြောင့်ဘက်လိုက်တော့မောဟဂတိမသိရင်ဘက်လိုက်တယ်မသိဘူးမသိတာတော့မှန်လားမှားလားမခွဲခြားတတ်တော့ဘက်လိုက်တယ်ဘယာဂတိကြောက်လို့ဘက်လိုက်တယ်ယာတုပြုတ်မှကြောက်လို့အထက်ကဖိအားပေးခါမှကြောက်အဲ့ဒီအချက်၄ချက်ကလူကိုဘက်လိုက်စေတယ်အဲအချစ်တော်မွေးရင်လည်းဘက်လိုက်တယ်အမုန်းတော်ထားရင်လည်းဘက်လိုက်တယ်ချစ်ရင်လည်းဘက်လိုက်တယ်မုန်းရင်လည်းဘက်လိုက်ချစ်ရင်လည်းအာဂတိလိုက်တယ်မုန်းရင်လည်းအာဂတိလိုက်ဒါအချစ်တွေအမုန်းတွေဖဲရမောဟဂတိဆိုတချို့အသိကိုမရှိတာမသိလို့ကိုဘက်လိုက်တာသူ့မှာဒါမှန်လားမှားလားကိုခွဲခြားနိုင်တဲ့စွမ်းအားအောင်မရှိဘူးဆိုတော့မောဟပေါ့အသိဉာဏ်မရှိတော့မသိလို့ဘက်လိုက်သွားအာဂတိလိုက်ဘယာဂတိဒီနေ့ခေတ်မှာပို့ဆိုကြောက်လို့ဘက်လိုက်အကြောက်တရားကလူကိုအာဂတိလိုက်စေယာတုပြုတ်မှကြောက်လို့တခုကိုထိခိုက်မှကြောက်လို့ကိုနေရာလေးပျောက်သွားမှစိုးလို့ကိုရနေကြအရာလေးမရမှစိုးလို့အဲ့ဒီအကြောက်တရားတွေကလူကိုအာဂတိလိုက်စေဘက်လိုက်ပြောစရာရှိတာမပြောရဲတော့ဘူးလှုပ်စရာရှိတာမလှုပ်ရဲတော့ဘာလို့လဲဆိုကြောက်သွားတာလူကကိုယ့်ကိုထိမှလူကလေလူရဲ့သဘောကလေသူများတွေဖြစ်နေတော့ဘာဖြစ်ဖြစ်ကိုနဲ့မဆိုင်ကိုဖြစ်မှပဲဖြစ်တယ်လို့ထင်တယ်ကိုခံစားမှဒုက္ခလို့ထင်တယ်ကိုဒုက္ခမှဒုက္ခထင်တယ်သူများဒုက္ခဆိုဒုက္ခလို့ထင်အောင်မထင်လူတွေမှာအတ္တသိကြီးအာဂတိတရားတွေရှောင်တော့လူကြီးလှုပ်တဲ့လူကတည်ကျင်ရင်းချက်မှုရှိရတယ်သူများတဲ့တော်တယ်သူများတဲ့တတ်တယ်သူများတဲ့အသိရှိတယ်လို့သတ်မှတ်ထားရတယ်လူကသူများတဲ့ပို့ပြီးတော့တည်ငြိမ်ရင်းချက်ဖို့လိုတယ်သူများတဲ့ပို့ပြီးတည်ငြိမ်ရင်းချက်ဖို့ဆိုရင်ခံစားချက်လွယ်လို့မရဘူးခံစားချက်ကိုဦးစားပေးလို့မရခံစားချက်ကိုဦးစားပေးဘဲလိုက်ထားတယ်ဖြစ်တဲ့အတွက်ကြောင့်ဘဝမှာအာဂတိတရားရှောင်ပြီးတော့တည်တည်ငြိမ်ငြိမ်ရင်းချက်ချက်နေထိုင်နိုင်ခြင်းဟာလည်းပဲဒါကိုယ်ဂုဏ်နဲ့တက်နဲ့ဘဝမှာတန်ဖိုးရှိရှိနေထိုင်ခြင်းလို့ပဲပြောရမှာဖြစ်နောက်အပိုက်လေးရလည်းတော်တော်လေးကောင်းပါလေကိုယ်လောက်အစင်မပြေတဲ့သူနဲ့ပြိုင်ပြီးတော့အနိုင်မယူရဘူးတဲ့ကိုယ်လောက်အစင်မပြေတဲ့သူနဲ့ပြိုင်ပြီးတော့အနိုင်မယူရဘူးတဲ့ကိုယ်ထက်တာရင်လည်းကံတရားကိုမပြိုင်နဲ့ဝမ်းသာပေးရမှာကိုယ်အလုပ်သူမဟုတ်တာသူ့အကြောင်းကိုကောင်းဖို့ကကိုကံတာဘလို့မှမရရင်ဥပ္ပခါတွေ့ကိုယ်လောက်အစင်မပြေတဲ့သူတွေနဲ့ပြိုင်ပြီးတော့အနိုင်မယူရဘူးဒီမှာအဲ့ဒါလေကိုလောက်အစင်မပြေတဲ့လူကိုလောက်မပြည့်စုံတဲ့လူတွေအပေါ်မှာကိုကရှိတော့အရှိတရားနဲ့အနိုင်ယူတယ်ယာတုရှိတဲ့လူကလည်းကိုလောက်ယာတုမရှိတဲ့လူပေါ်မှာယာတုနဲ့အနိုင်ယူတယ်ငွေရှိတဲ့သူကလည်းငွေနဲ့အနိုင်ယူတယ်အခုဆိုရင်ဒီမှာ social network တွေမှာတက်လာတာအိမ်မှာခိုင်းနေလို့ကလေးမလေးတွေဟိုလက်ချိုးတာတို့အဲ့ဒါလေးဟိုကနဲ့တို့ကကြီးနဲ့ညှက်ထားဒါကရုဏာတရားခေါင်းမာတာဒါအနိုင်ယူတယ်ခေါ်တရားချစ်ခင်သူတော်စင်ပေါင်းလို့ခင်ဗျာအခုနာကြားခဲ့ရတာတော့ကိုရီးယားဆရာတော်ရဲ့ဓမ္မအသွေးမြင်လေးများကိုနာကြားခဲ့ရတာဖြစ်ပါတယ်နောက်ထပ်လည်းအခုလိုဓမ္မအသိနဲ့ပတ်သက်တဲ့တရားအတူလေးတွေကိုဘဟုတုတဖြစ်ပွဲတင်ဆက်ပေးမှာဖြစ်တဲ့အတွက် channel ကို like and subscribe နှိပ်ထားကြဖို့တောင်းဆိုလိုက်ပါတယ်အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာတော်မူနိုင်ကြပါစေခင်ဗျာ